ဒီနေ့ထုတ်တန်ကျမ်းခန်းကြီး17ရောက်ဖြစ်တယ်နော်။ဒီရက်ကိုခန်းတစ်ခန်းကျွန်တော်တို့လေ့လာကြမယ်။ตอนนี้ถึงสุภาษิตบทที่11နော်။ထုတ်တန်ကျမ်းခန်းကြီး17မှာကြည့်တဲ့အခါမှာဘာကိုတွေ့ရလဲဆိုတော့ရှာနဲ့ပတ်သက်တာကိုတွေ့ရတယ်နော်။ကျွန်တော်တို့ရှာကအရေးကြီးတယ်။ကျွန်တော်တို့နှုတ်ကိုထုတ်ပြီးတတ်ဖို့လည်းလိုတယ်။ကျွန်တော်တို့နှုတ်ကမလိုအပ်တဲ့အရာတွေကိုကျွန်တော်တို့သိတာနည်းနည်းကျွန်တော်တို့ပြောပြလိုက်တာကအများကြီးနော်။အဲကြောင့်ကျွန်တော်တို့နှုတ်ကိုကျွန်တော်တို့စောင့်ထိန်ဖို့အလုံးမအရေးကြီးတယ်။နှုတ်ကမလိုအပ်တဲ့စကားတွေကျွန်တော်တို့ပြောလိုက်တဲ့အခါမှာအတွင်းထဲကနေဒေါသထွက်တာတွေအဲ့မှာနှုတ်ကနေထွက်ပြီးပြောလိုက်တဲ့အရာတွေကတခြားသူတွေအတွက်ထိမိရလဲစရာဖြစ်တယ်။ဒီနေရာမှာကျွန်တော်တို့ယုံကြည်သူခရိယန်တွေဓမ္မကျမ်းစာကိုအမြဲလေ့လာတယ်ဓမ္မကျမ်းစာကိုဟောပြောတယ်ဓမ္မကျမ်းစာကိုကျွန်တော်တို့နေ့စဉ်ခံယူတယ်အသင်းတော်တွေမှာအမြဲကြားရတယ်ဒါပေမဲ့ပိုအရေးကြီးတာကဓမ္မတရားကိုကျွန်တော်အသက်တာထဲမှာ apply လုပ်ဖို့လိုတယ်ဓမ္မကျမ်းစာကိုအသက်တာထဲမှာ apply မလုပ်တဲ့အခါကျတော့ emotion နဲ့အသက်ရှင်တယ် emotion နဲ့အသက်ရှင်တဲ့ဆိုတဲ့အရာကမိမိစိတ်ခံစားချက်တွေဘိုးလင်းတာနဲ့လူတွေရဲ့စကားလူတွေရဲ့အာဘော်တွေထဲမှာအာယုံပြုအဲ့ထဲမှာကျွန်တော်တို့ကမွေ့လျော်မိမိကိုမိမိတမာတတိတမာနှုတ်မဆောင်ထိန်တတ်ကြဘူးနော်ဒါကြောင့်ကျမ်းစာမှာဗာပြောလဲဆိုတော့ငွေကိုမှာအတ္တမလူသည်မိမိနှုတ်ဖြစ်အိမ်နီးချင်းကိုဖြတ်တတ်၏တရားသောသူမူကားပညာအတ္တအားဖြင့်မှုလွတ်တတ်၏နော်ကျွန်တော်တို့နှုတ်ကမိမိရဲ့ညီကိုချင်းမိမိအိမ်နီးနားချင်းမိမိနဲ့ပတ်သက်ကြောင်းသူတွေကိုကျွန်တော်တို့မလုပ်တတ်လဲဖြက်စီတတ်တယ်ဖြက်စီတာနဲ့တိဆောက်တာနဲ့မတူဘူးဖြက်စီတယ်ဆိုတာသူတို့မိသားစုတစုလုံးဘဝပြတ်သွားအောင်ကျွန်တော်တို့မလုပ်မယ်ဖြက်စီလိုက်တာနှုတ်နဲ့ဖြက်စီတာဒီနေရာပြောလို့အဆင်မပြေနောက်တစ်နေရာသွားနောက်တစ်နေရာပြောလို့အဆင်မပြေနောက်တစ်နေရာသွားအားနေပါလုံနေလဲဆိုတော့ဒီကိစ္စနဲ့ပဲနှစ်ပန်းလုံးနေနော်ဒါကြောင့်ကျွန်တော်တို့သတိထားဖို့လိုတယ်နော်အောက်မှာပြန်ကြည့်တဲ့အခါမှာအငယ်12မှာပညာမဲ့သောသူသည်အိမ်နီးချင်းကိုမထီမဲ့မြင်ပြုတတ်၏ဉာဏ်ကောင်းသောသူမူကားတိတ်ဆိတ်စွာနေတတ်၏ပညာမဲ့တဲ့သူပညာမရှိတဲ့သူပညာမတတ်တဲ့သူသာမတတ်ပြီးမတတ်ပြောတာမဟုတ်ဘူးနှုတ်ကပတ်တော်ပညာမရှိတဲ့သူနော်နှုတ်ကပတ်တော်နည်းတဲ့သူဒီလူတွေကဘာလုပ်တတ်လဲဆိုအိမ်နီးနားချင်းတွေကိုမထီမဲ့မြင်ပြုဖွဲ့တွေဖွဲ့မယ်အုပ်စုတွေဖွဲ့မယ်ဒီဖွဲ့ကဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဖွဲ့ကဘာဖြစ်တယ်ညာဖြစ်တယ်အိမ်နီးနားချင်းတွေကိုကျွန်တော်တို့အစဉ်ပြေမနာလိုတဲ့စိတ်တွေများလာတယ်အကျဉ်းတတ်တဲ့အရာတွေကများလာနော်ဒီသားစုတကူအိမ်နီးနားချင်းမိသားစုဒုက္ခခက်ခဲဖြစ်အောင်မလုပ်လဲပြောလိုက်ရမှကျဉ်းတတ်တယ်မပြောရရင်သူတို့အိမ်မပြောစားမဝင်ဘူးအဲ့လိုလူရန်စားတွေဖြစ်တယ်နော်နောက်တစ်ချက်ပညာဉာဏ်ကောင်းတဲ့သူကလည်းတိတ်ဆိတ်စွာနေတတ်တယ်တွေ့လားဒါကြောင့်ကျွန်တော်တိတ်ဆိတ်မနေတတ်ခြင်းဟာကျွန်တော်တို့ဉာဏ်ပညာမဲ့တဲ့မြင်လာခဲ့လို့ဖြစ်တယ်ကျမ်းစာအဲ့လိုပဲပြောဒါကြောင့်ခဏကျွန်တော်တို့ဉာဏ်ပညာမမဲ့ဖို့လိုတယ်ဉာဏ်ကောင်းဖို့လိုတယ်ဉာဏ်ပညာရှိတဲ့သူကအေးစစ်စစ်နေတယ်တိတ်ဆိတ်နေတယ်ငြိမ်ဖို့ခြင်းရှိတယ်ကျွန်တော်တို့ဘာကြောင့်နေငြိမ်ဖို့ခြင်းမရှိရလဲကနာမငြိမ်ဖြစ်နေရတာလဲကျွန်တော်တို့မှာဉာဏ်ပညာနှုတ်ကပတ်တော်မရှိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်လေရေးစကားများစွာပြောတတ်သောသူသည်လျှို့ဝှက်အပ်သောအရာကိုဖော်ပြတတ်၏သစ္စာဆောင်သောသူမူကားဝှက်ထားတတ်၏တွေ့လားနော်လေပြီးအားနေဟိုအိမ်မှာသွားပြောမယ်ဒီအိမ်မှာသွားပြောမယ်နော်ဟိုအကြောင်းသိတာနဲ့နည်းနည်းလေးပြောလိုက်တာအများကြီးချက်ပြောလိုက်ဒါမျိုးတွေပေါ့သတိထားဖို့လိုနော်သစ္စာဆောင်နေသူပါတဲ့နော်လျှို့သ
သစ္စာဆောင်နှုတ်မှုကဝှက်ထားတတ်၏ဒါကြောင့်မလို့ခနေ့ကျွန်တော်တို့သတိပေးဖို့အရေးကြီးတယ်ဘာပဲသိဘာပဲကြားဘာတွေပဲဖြစ်ကျွန်တော်အသက်တာမှာလျှို့ဝှက်အပ်တဲ့အရာတွေကိုလျှို့ဝှက်ထားပါနော်ဘုရားသားသမီးတွေကများသောအားဖြင့်ပြဿနာစုံတစ်ခုတက်ရင်မယုံကြည်သူတွေထက်ပိုပြီးတက်ကြွနော်သတင်းတစ်ခုကြားလိုက်တာနဲ့တစ်ကမ္ဘာလုံးပြန့်အောင်ကြီးညာမဲ့အဖွဲ့အယုံကြည်သူတွေထဲမှာပဲအများဆုံးတွေ့ရမယုံကြည်သူကသူ့ဟာသူအလုံးနဲ့သူရှုပ်နေတာကျွန်တော်တို့အကြောင်းနဲ့သူစိတ်ဝင်စားတာမဟုတ်သိပြီနော်အဲဒီတော့ကျွန်တော်ယုံကြည်သူတွေထဲမှာပဲရှုပ်ထွေးနေဆိုတာတွေ့ရတယ်ဒါကြောင့်သတိထားဖို့လိုတယ်မိမိနှုတ်ကိုစောင့်ထိန်ပါမိမိရဲ့အသက်တာကိုဆင်ခြင်ပါနှုတ်ကပတ်တော်ဉာဏ်ပညာရှင်ကျွန်တော်တို့တိတ်ဆိတ်စွာနေတတ်တော့အသက်တာအားပြအသက်ရှင်ရှောင်လန်းကြပါနော်ရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါ